ဒီရပါနေရာဟာ2018ခုနှစ်လောက်မှာတစ်ထွက်ချင်းနဲ့ထုတ်ပြီးတရားနဲ့တရားလောင်ရှုခဲ့ကြပါတယ် MGK ကမိဖို့ပေးပြီး Amina ကရှုတယ်လို့ပြောရပါမယ်ပြဿနာကဘယ်အဆလဲဆိုတော့ MGK တယောက်ဖွန်လိုက်ကြောင်ရကနေစတာပါဖွန်ကြောင်စရာစားလို့ Amina ရဲ့သမီးပေါ်မှာဖွန်သွားကြောင်ခဲ့တာပါဘယ်လိုမျိုးကြောင်ခဲ့လဲဆိုတော့ Twitter ပေါ်မှာ Amina ရဲ့သမီးကို she is hot as ဆိုပြီး post တင်ခဲ့တာပါအတိတ်ဘက်ကတော့သူမဟာချင်စရာကောင်းတယ်လို့ဆိုလိုတဲ့သဘောပါတကယ်တော့အဲ့ဒီအချိန်မှာ Amina ရဲ့သမီးဟာအသက်16နှစ်ပဲရှိပါသေးတယ်အဲ့ဒါကို Amina ကသမီးကြီးရင်ဒါကြီးဆိုပြီး MGK ကိုဆက်ရှို့ပါတော့တယ်ဘယ်လိုမျိုးဆက်ရှို့ခဲ့လဲဆိုတော့ Amina ဟာသူ့ရဲ့ radio station မှာ MGK ကိုဆက်ဘလော့ခဲ့ပါအဲ့ဒါကို MGK ကသိတော့အင်တာဗျူးတစ်ခုမှာ Amina ကိုတိတ်အောင်နေတဲ့အဖိုးကြီးလို့တက်ပြခဲ့ပါတယ်ပြဿနာကဒီတောင်နဲ့မပြီးသေးပါဘူးကြားထဲမှာခဏလုံးနေသွားပြီမဲ့2018ခုနှစ်မှာတော့Amina ဟာသူ့ရဲ့ Kamikaze album မှာ Not Alive ဆိုတဲ့ချင်းနဲ့ MGK ကိုပပလေးပုတ်သွားခဲ့ပါတယ်။အဲ့ဒီချင်းမှာ Amina က MGK ကို I am talking to you but you already know who the you are Kelly ဆိုပြီးထည့်ဆိုသွားခဲ့ပါတယ်။အတိတ်ဘက်ကတော့ငါမင်းနဲ့စကားပြောနေတယ်။ဒါပေမဲ့အတင်းကိုဘသူကကဲဆိုတာတင်ပြီးပြီးသားပါ KD ဆိုပြီး MGK ကိုပြောသွားတာပဲဖြစ်ပါတယ် MGK ဆိုတာကလည်းသူ့အခါတော့ကအရန်ကိုအထာချခဲ့တဲ့ proper တယောက်ဆိုတော့မတော်ရသေးတဲ့ရောက်ကတိကဒီလိုမျိုးပဲလုပ်လို့ရမလဲဆိုပြီး Amina အတွက် Red Devil ဆိုပြီးတစ်ထွက်ဆောင်တဲ့ပုံပြန်ထုတ်ပေးခဲ့ပါတယ်တချင်းထဲမှာ you are the greatest rapper alive talking about you spitting fat you just own you are black လို့ထည့်ဆိုသွားခဲ့ပြီးအတိတ်ပဲကတော့ Amina ကိုမင်းကအကြီးမြတ်ဆုံး rapper ပဲမင်းရဲ့ spitting အဖြစ်မှန်တွေအကြောင်းပြောရရင်မင်းကအသက်ကြီးပြီးထိပ်ပြောင်နေဆိုပြီးပြောသွားတာပဲဖြစ်ပါတယ်အဲ့ဒါကို Amina က K-Soul ဆိုတဲ့တခြင်းနဲ့ response ပြန်လုပ်ခဲ့ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီတခြင်းဟာသူတို့နှစ်ယောက်ကြားမှာနောက်ဆုံးတစ်ထွက်တခြင်းဖြစ်သွားခဲ့ပြီး MGK ဘက်ကလည်း response ပြန်မလာခဲ့တော့ပါဘူးအဲ့ဒီလိုနဲ့2022ခုနှစ်မှာတော့သူတို့ရဲ့ပြဿနာကလောဝကိုရပ်ဆိုင်သွားခဲ့ပါတယ် MGK လည်းအရင်လို rap ဆိုတော့ပဲ pop up music line ဘက်ပြောင်းသွားတာကိုတွေ့ရပါတယ်အဲ့ဒါကို Amina ရဲ့ပရိသတ်တွေက MGK တရား Amina ကိုစုံလင်းသွားတာကြောင့် rap ဆိုတော့ပဲ line ကြောင်းသွားတာလို့မှတ်ချက်ပေးခဲ့ကြပါတယ်ဒါပေမဲ့ MGK တရားပါ